ကဲအားလုံးပဲမင်္ဂလာပါနော်ဒါအင်္ဂါနေ့အတွက်ဘာတော်တရားရှိတယ်ဆိုတော့ဘာကြီးနေလို့မေးချင်တယ်ဆိုတော့အားလုံးပဲမင်္ဂလာပါနော်အင်္ဂါနေ့ညနေကဖြစ်တဲ့သွားတဲ့အရာလေးတစ်ခုအတွက်ကြောင့်ဘာကြီးမင်းငါ့ကိုဘာပြောချင်တယ်ဘာလေးကိုပြောချင်တယ်ဘာလေးဆိုချင်တယ်ထမတော်ကွာနှင်းငါတကယ်ရှေ့ပြုံးမယ်ဆိုတော့ကိုယ်ကောင်းကြီးကတက်ကြပြီးတော့တယ်မနက်ကကြားခဲ့ပြီဆိုတာယူမင်းအောင်ငါ့ကိုတော်တော်များများရအောင်မနက်ကလည်းနှင်းငါပွဲကြားခဲ့ပြီဆိုတော့နော်တော်တော်များများရှားကြအောင်အခုကတော့နားနေပဲမှာဖြစ်သွားတယ်ငါတလုံးကမနက်ပိုင်းကိုထင်တာပေါ့မနက်ပိုင်းကို9:00နာရီကိုထင်တာမနက်ပိုင်းကိုကြားပြီလို့ထင်တာညနေပိုင်းတော့ကြားသွားတယ်နော်အခုနှင်းငါတမိုင်းတွေ့တဲ့အဆင်ပြေသွားပြီကွာတကွက်ကောင်းလေးမိုက်လိုက်ကွာအဲ့တော့ဘေးအိတ်ကဲတယ်မှာဝေးတော့ချုံလာတဲ့မြတယ်အကုန်ပြန်ရတယ်ကိုမင်းကပြောခဲ့တယ်တော်မိုးတော့မင်းထိုးလိုက်တော်မိုးထိုးလိုက်တဲ့ရှစ်သိန်းတော့ရှာပါအဲ့ဘာဖြစ်ဖြစ်ကာပြီးတော့ပြောခဲ့တယ်နော်အဲ့ဒီတိုင်ကကစားရမယ်ဆိုတော့ပြောစောမအခုကိုပြောနေတယ်နည်းနည်းအပြင်မှာမိုးရင်းနေနေရွှာတယ်ဒါအဲ့ဒီမိုးတန်လေးတန်တော့မင်းတို့ကြားရတယ်ဟုတ်လားခါလေးတော့နည်းနည်းခွန်းတော့ပြီနားလိုက်ပြီโอเคရဘောလုံးလေးအတွက်ပြောမယ်ဘောလုံးနဲ့တလုံးလုံးပိုင်လေးတလုံးရှိလေးတလုံးတော့ဒါမရှိရလေခွင်ရအောင်နော်ဆရာနာဖြစ်အတွက်ဆရာနာပြက်ကလည်းဘောလုံးကျော်လေးတလုံးပေးတာတနေ့အားလေးမှာလေးထွက်ဘူးအင်္ဂါနေ့မှာလေးမထွက်ဘူးဆိုတော့ရောဘောလုံးနဲ့တရက်နဲ့ကြံတော့ဆရာနာပြက်ကလေးရတယ်အဲ့တော့ကိုရတဲ့နီလန်းကလေလေးတလုံးကလုံးဝပိုင်းကွာမနက်ပိုင်းညနေတော့တနေကုန်ပေါ့နော်ဒါပေမဲ့မနက်ပိုင်းမှာတော့များတယ်လှဖို့တော့များတယ်ပေါ့ခန်းကားကြပါကိုယ့်ရဲ့ခန်းကားကြပါလေးတလုံးအပြင်6တလုံးရှိ6တလုံးကတော့အပင်တူတယ်ဆိုတော့လေးချောက်တကွက်လေးပေါ့တစ်မဟုတ်တော့လေးချောက်6တကွက်လေးပဲချောလေးကမထွက်တာကြာတယ်လေးချောက်6လေးကမထွက်တာကြာတဲ့အတွက်ကြောင့်တော့ကြာတော့ဟိုစင်းပြီးတော့အဲ့တော့တိုင်းကြိုက်တယ်ဆိုတော့လေးချောက်တကွက်လေးကလိုက်ညနေပေါ့နော်အဲ့တဏီကုံမေးတကြတဲ့တကွက်လေးကတဏီကုံလေးတလုံးပတ်ကွာမင်းအစင်ပြီးတယ်โอเคမနက်ပိုင်းကိုဘာလို့ကြိုက်လဲဆိုငါ3ထိပ်စီကြိုက်တယ်မနက်ပိုင်းမှာဒါမနက်ပိုင်းဆိုတော့အတိတယ်နော်4နဲ့6ကတော့တဏီကုံလာတော့ဆိုရောငါလေးရ3လေးရငါ6ရ3 6ရစီးပေါ်ဒီ၄ဘက်ကိုမနက်ပိုင်းကိုတဲ့ထိုးသေးတယ်ငါတော့မနက်ပိုင်းမှာဆင်းမဲ့ဆိုတော့တဲ့ဟောထိပ်ပဲဆင်းလာဒီကောင်ထိပ်စီးနေတယ်ငါတော့ဆင်းနေတယ်ဒီကောင်6ပင်လို့ရှိပြီဒီကောင်လာနေရပါတော့ငါတော့ရှိအရွှေကြီးကဘာရလဲဆိုတော့ရွှေကြီးကဒီနေ့က9ရ2 6ရထပ်ပြီးတော့ရတယ်ရွှေကြီးစောမိုက်ရတနေ့နာလေးကမနက်ပိုင်းတစ်တီရညနေပိုင်းက3တီရအင်္ဂါနေ့ကမနက်ပိုင်းမထီဘူးညနေပိုင်းက2 9ဆိုပြီးတွဲပြီးတော့ထီဘိုးလုံးနေမှာ2 9 6ဘလို့လောင်မဲဆိုတော့ငါတလုံး6တလုံးပါတဲ့အတွက်ကြောင့်စောင်းကုန်းတယ်စောင်းကုန်းရနော်ဒါကြောင့်မလို့ခုနပေးတဲ့9ဘွဲ့ပါစောမိုက်အခုလေးနဲ့ပတ်သက်ပြီးတော့ပြောနေတာတော့လေးကဘိုးလုံးနေမကြော်ဘူးဆရာနာရဲ့ပေးထားတဲ့အတွက်ကြောင့်ဒါဒီဒီတနေ့ကိုဒီတလုံးမပတ်ကွာနော်အပြီးရင်မနက်ပိုင်း90ပတ်ညနေပိုင်း100လို့ပတ်ကွာမနက်ပိုင်း9ကိုပတ်ညနေပိုင်း1000လို့ပတ်ကွာအသေးပြေတော့ဘိုးကြီးပြေလာတယ်ပတ်လိုက်စောင်းမိုက်အဲ့တော့လေးချောက်တကွက်တော့မတင်လိုက်မနက်ပိုင်းကိုတော့မင်း96လို့93လေးချောက်နဲ့လေးတော့တောင်းလို့မရှာလိုက်တနေ့ကုန်ကိုတော့မင်းပါကစားကြည့်တယ်လို့လေးချောက်တဲ့တကွက်ကစားတယ်လေးချောက်ကိုဝမ်းချင်းကစားဘာကြောင့်လဲဆိုတော့ငါပြီးကိုပြီးတယ်ကွာကိုပြီးကိုကောင်းနေရတော့အပြည့်ချက်ကြီးလေးရတယ်ရှိနောက်ပိတ်လွဲရတယ်ရှိဒီတာတကားလေးတွေရှိရတဲ့အတွက်ကြောင့်အဲ့ဒီနေဝမ်းချင်းလေးကိုကစားလိုက်โอเคတော့အဲ့ငါးသားကြီးအစ်ပြေရတယ်နော်ငါးသားကြီးအစ်ပြေတဲ့ဝတ်တာတဲ့မျက်နှာလေးကိုမြင်ကျင်တာတော့ဝတ်တာတဲ့တန်လေးကိုကြားရင်ကြည်နူးလေးကတန်လေးကိုကြားရင်နော်ဒီတော့ငါးသားကြီးတဲ့ကိုယ်ကကျေးဇူးများတယ်မှာအောင်တော့ပေါ်စီကဆက်လက်ပြီးကြိုးစားနေတယ်